အတိုင်းပျော်ပွဲရှင်ပွဲမလုံနိုင်တဲ့အထိစိတ်ဒဏ်ရာရခဲ့မှုတဲ့အကြောင်းကိုဝမ်းနဲ့စွာရင်ဖွင့်လာခဲ့တဲ့ချာလီမင်္ဂလာပါပရိသတ်လေးတို့ရေမော်တဲ့တရုတ်ဆောင်တယောက်ဖြစ်တဲ့ချာလီကတော့အခုနောက်ပိုင်းမှာပရိသတ်အပိမှုကိုတခဲနဲ့ရထားသူပါအရင်ကမော်တဲ့တယောက်အနေနဲ့အမှုပညာလှူရှားမှုတွေလုပ်ခဲ့ပေမဲ့ထင်သလောက်တော့မအောင်မြင်ခဲ့ပါဘူးချာလီကခက်ချော့ခက်မမိုက်မင်းသားတလက်ပါအရင်ကအမှုပညာလှူရှားမှုတွေကိုပရိသတ်တွေကတိတ်တိမထားမိပေမဲ့ဝေလာရီနဲ့တွဲပြီးရတဲ့နိုထမင်းရုပ်ရှင်ဇာတ်ကားကြီးကြောင့်တရှိန်တော့အောင်မြင်ခဲ့ရလဲဖြစ်ပါတယ်ချာလီကနိုထမင်းဇာတ်ကားကြီးမှာဓမြတယောက်အနေနဲ့တရုတ်ဆောင်ထားပေမဲ့မိန်းကလေးပရိသတ်တွေကတော့ဓမြကြီးကိုကျွေးနေပြီဆိုပြီးသူ့ရဲ့ပုံစံကြောင့်အားပေးသူများခဲ့ပါတယ်သူ့ရဲ့ရုပ်ရည်တရုတ်ဆောင်ချက်တွေကြောင့်အခုနောက်ပိုင်းမှာအမှုပညာလုပ်တွေကိုဇက်တိုက်လုပ်ကန်ခဲ့ရပြီးအောင်မြင်တဲ့မင်းသားတလက်ဖြစ်ခဲ့ရလဲဖြစ်ပါတယ်ချာလီကတော့အသက်30ကျော်မှပို့ပြီးတော့အောင်မြင်လာခဲ့ရလဲဖြစ်ပါတယ်ချာလီကတော့အသက်တစ်နှစ်ကြီးလာလေပို့ပြီးမိမိုက်လာလေပါပဲနော်တနေ့ထက်တနေ့ပို့ပြီးခတ်ပြီးစတိုင်ကျလာခဲ့ရလဲဖြစ်ပါတယ်ချာလီကလွတ်လပ်ရေးနေ့မှာအသက်32နှစ်ပြည့်ခဲ့ပါပြီသူကမွေးနေ့ရောက်တိုင်းမှာသူများရဲ့ထက်ထူပြီးအလူတန်းတွေလည်းလုံးလေးရှိပါတယ်လူတော်များများကမွေးနေ့ရောက်တိုင်းပျော်ပွဲရှင်ပွဲတစ်ခုခုလုပ်တတ်ပေမဲ့ချာလီကတော့အပျော်ပါထက်ကုသိုလ်တရားတွေကိုသာဒီဇိုင်းမမတ်လုပ်ခဲ့တာ10နှစ်ကျော်လောက်ရှိခဲ့ပါပြီချာလီကလူငယ်တယောက်အမှုပညာရှင်တယောက်မှုပျော်ပါတာကိုဝါသနာပါပေမဲ့မွေးနေ့မှာရခဲ့တဲ့စိတ်တန်ရာကြောင့်အခုဒီပျော်ပွဲမကျင်းပဖြစ်တော့တာပါအရင်ကလူငယ်တစ်ပါးဝပျော်ပါနေတတ်ပေမဲ့အခုကတော့မွေးနေ့ရောက်တိုင်းတခုမဟုတ်တခုလှူဒန်းတာတွေသာလုံနေကြရလဲဖြစ်ပါတယ်ချာလီကဘာလို့အလူတွေပဲလုံနေရလဲဆိုတော့သူ့ရဲ့မွေးနေ့မှာသူ့ရဲ့အကိုဖြစ်သူဆုံးမသွားခဲ့လို့ပါပဲလွန်ခဲ့တဲ့10နှစ်မှာအကိုဖြစ်သူကမတော်တဆမှုတစ်ခုနဲ့ဆုံးမသွားခဲ့ရလဲဖြစ်ပါတယ်ချာလီကတော့အကိုဖြစ်သူဆုံးမခဲ့တာသူအပျော်ပါမှတ်ပြီးအကိုဘေးနားမှာမနေခဲ့လို့ဆိုတဲ့စိတ်ကြောင့်မွေးနေ့ရောက်တိုင်းမပျော်ပါနိုင်တော့ပဲအကိုဖြစ်သူအတွက်အလူတွေလှုပ်ပေးဖြစ်နေကြရလဲဖြစ်ပါတယ်ချာလီကအကိုဖြစ်သူမရှိတော့တဲ့နောက်မှာအရာရာကိုပြင်ဆင်ပြီးမိဘတွေစိတ်တိုင်းကြနေထိုင်ပေးခဲ့တဲ့တားလေးမတယောက်လို့ဆိုရမှာပါမိဘတွေကတားကြီးကိုဆုံးရှုံးလိုက်ရတာမို့တယောက်တည်းကြံခဲ့တဲ့တားငယ်လေးကိုတော့အရေးတကြီးကြီးပါပဲချာလီရဲ့မိဘတွေကချုပ်ချယ်တာမျိုးကိုတော့မဟုတ်ပေမဲ့ချာလီအပြင်သွားတိုင်းဖုံးဆက်လျော့ရှိပါတယ်ချာလီကမိဘတွေသတ်မှတ်ထားတဲ့အတိုင်းအိမ်ကို10နာရီအရောက်ပြန်ဖြစ်ပါတယ်ရှူတင်ကိစ္စတွေရှိရင်နောက်ကျတတ်တယ်လို့သူ့အပြင်သွားဆရာရှိလို့နောက်ကျရင်လေမိဘတွေရဲ့ခွင့်ပြုချက်တောင်းနေထိပါပဲချာလီကလူငယ်တယောက်မို့တွာလာချင်တာရှိပေမဲ့အကိုဖြစ်သူပေးခဲ့တဲ့စိတ်တရားကမိဘတွေစီမှာရှိသေးတာမို့သူကမိဘတွေစိတ်တိုင်းကြနေပေးနေရလဲဖြစ်ပါတယ်ချာလီကတော့အခုအသက်အရွယ်ထိမိဘတွေမျက်ရည်ကျအောင်တခါမှမလုပ်ခဲ့ဘူးပါဘူးသူအပြင်သွားတာကစပြန်ရောက်တာကစမိဘတွေစီကိုဖုံးဆက်ကြောင်းကြတဲ့အထိပါပဲချာလီကတော့သူ့ကြောင့်နဲ့မိဘတွေစိတ်ဆင်းရဲမှမလို့ချင်တာကြောင့်မိဘတွေစိတ်တိုင်းကြနေထိုင်ပေးဖြစ်ခဲ့တာပါချာလီကတော့အကိုဖြစ်သူမရှိတော့တဲ့နောက်ပိုင်းမှာမိဘတွေကိုပို့ပြီးဂရုစိုက်တိတက်ပြီးကိုယ်တိုင်ကလည်းကုသိုလ်တရားတွေနဲ့နေထိုင်ခဲ့တဲ့အထိပါပဲလူတိုင်းပြောတဲ့မွေးနေ့ပွဲမှာချာလီကတော့အကိုဖြစ်သူကိုလွမ်းနေစိတ်နဲ့နှစ်တိုင်းမပျော်ရွှင်ဘူးလို့ဆိုပါတယ်ချာလီကတော့အကိုဖြစ်သူကိုလွမ်းနေစိတ်နဲ့သူ့ရဲ့မွေးနေ့ရောက်တိုင်းမှာလိုအပ်နေတဲ့သူတွေအဖိုးဖွားတွေကိုစားစရာတွေနဲ့ငွေတွေအမြဲတမ်းလှူဒန်းဖြစ်နေကြရလဲဖြစ်ပါတယ်ချာလီကတော့နောက်လာမယ့်မွေးနေ့တိုင်းမှာအလူတန်းတွေလုံရင်ဖြတ်တန်းမှုစိတ်ကူးထားရလဲဖြစ်ပါတယ်ဘလောက်ပဲနှစ်တွေကြာကြာသူ့ရဲ့စိတ်တန်ရာကပြပြသွားမှတော့မဟုတ်တော့ပါဘူးနော်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာလိုက်ပြစေအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးนี้ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်